ခါလေးပုံဆွဲတဲ့အခါမှာဒီ AutoCAD object တွေကိုပေါ့နော်ကိုဆွဲထားတဲ့ဒီ object တွေကို group ဖွဲ့လို့မရတဲ့အခြေအနေမျိုးတွေနဲ့ကြုံတတ်တယ်ပေါ့နော်ဥပမာအခုလိုမျိုး G enter ဆိုပြီးတော့ group command ခေါ်လိုက်မယ်ပြီးရင် select မှတ်ပြီးတော့ enter ခေါက်လိုက်တယ်ဒါဆိုရင် group ဖြစ်သွားရမယ့်နေရာမှာ group မဖြစ်ပဲနဲ့ဒီတစ်ခုချင်းစီဖြစ်နေတုန်းပဲပေါ့နော်အဲ့တော့အဲ့လိုဖြစ်သွားပြီဆိုရင်ဘယ်နေရာမှာသွားစစ်ပေးရမလဲဆိုတော့ option ထဲကိုဝင်ပေးမယ် OP enter option ထဲကိုဝင်ပြီးသွားပြီဆိုရင်သူဒီ selection အောက်ကိုသွားမယ်เนาะအနောက်ကနေကြည့်မယ်ဆိုရင်နှစ်ခုမြောက်ပေါ့เนาะခေါင်းစဉ်နှစ်ခုမြောက်အောက်ကိုသွားမယ်ပြီးသွားရင်ဒီနေရာမှာ object grouping ကိုအမှန်ချစ်ထားပြရမယ်ပေါ့เนาะဒီနေရာမှာအမှန်ချစ်ပြုတ်နေတယ်ဆိုရင်ဒီမှာကိုဖွဲ့လိုက်တဲ့ဒီ object တွေက group တော့ဖြစ်သွားတယ်ဒါမဲ့သူက group ဖြစ်ကြောင်းကိုမပြဘူးပေါ့เนาะအဲ့တော့ဒီနေရာမှာအမှန်ချစ်ပေးမယ်ပြီး apply okay အဲ့ဒါပြန်ပြီးတော့ select မှတ်ကြည့်မယ်အဲ့ဆို group ဖြစ်သွားပြီပေါ့နော်အဲ့တော့အဲ့နေရာမှာအမှန်မချစ်ထားဘူးဆိုရင်ကွာဒီလိုမျိုးgroup ဖွဲ့လိုက်တယ်ဒါပေမဲ့ကွာ group မဖြစ်သေးဘူးဆိုပြီးတော့တစ်ခေါက်ပြီးတစ်ခေါက် group တွေထပ်ဖွဲ့မိရဲ့အဲ့တော့ group တွေကတစ်ထပ်ပြီးတစ်ထပ်ဖြစ်သွားတယ်ပေါ့နော်တစ်ခါပဲ group ဖွဲ့ကြည့်လိုက်group မဖြစ်ဘူးဆိုရင် option ထဲမှာဝင်ပြီးတော့စစ်ပေးမယ်ပေါ့နော်ဒီနေရာလေးမှာ object grouping နေရာမှာဝင်ပြီးတော့စစ်ပေးမယ်